မြတ်စွာဘုရားသခင်ကိုရောမြတ်ကစัจ java လာအကြောင်းကိုဘာဖြစ်လို့ခေါ်ရတယ်လဲစัจ java လာဆိုတာ cosmos တော့မဟုတ် universe အဲ့တော့ Buddhist cosmology လို့ဒီလိုပြောလို့ရတယ်စัจ java လာအကြောင်းကိုလေ့လာသို့တော်မြတ်စွာဘုရားဟောတာကလေ့လာတာမဟုတ်ဘူးစัจ java လာအကြောင်းကိုသိတော်မူတဲ့အတိုင်းထုတ်ဖော်ပြောတာဖြစ်တယ်စัจ java လာအနန္တဆိုတဲ့စကားရှိတယ်အဲ့တော့မြတ်စွာဘုရားကစัจ java လာအကြောင်းကိုဘာကိုအကြောင်းပြုပြီးတော့ခေါ်တာလဲလို့ဆိုလို့ရှိရင်ဇလံဖြစ်ပေါ်လာပုံကတော့ရှင်အနန္ဒာကသူသိချင်တဲ့မိဂုံတစ်ခုမြတ်စွာဘုရားကိုမေးတယ်အဲ့ဒီမိဂုံကနေဘယ်ကထွက်လာတာတော့ဆိုတန်ရုပ်ပါဠိတော်မှာပါတယ်အရုဏဝတီတုတ်တန်ဆိုတာရှိတယ်အရုဏဝတီတုတ်တန်ဆိုတာဒီဗတ္တကဘာကနေပြီးတော့နောက်ဆုံးပြန်ပြီးတော့ရေတွက်လိုက်တဲ့အခါမှာ30တကဘာမြောက်တိခိဆိုတဲ့မြတ်စွာဘုရားပွင့်တော်မူတယ်အဲ့ဒီတိခိမြတ်စွာဘုရားမှာအဘိဓုနဲ့တံပဝလို့ခေါ်တဲ့လက်ရရန်နဲ့လက်ဝဲရန်အက္ခတဝက2ပါးရှိရှင်သာရိပုတ္တရာနဲ့ရှင်မောကလန်တို့ပဲပေါ့အဲ့ဒီတိခိမြတ်စွာဘုရားရဲ့လက်ရရန်တာဝကကအဘိဓုတဲ့အဲ့ဒီရှင်အဘိဓုနဲ့တနေ့ကျတော့တိခိမြတ်စွာဘုရားကအရုဏဝတီတုတ်တံမှာဆိုထားတာအရုဏဝတီတုတ်တံဆိုတာအရုဏဝါဘယင်ကြီးအုပ်စိုးနေတဲ့အရုဏဝတီနေပြည်တော်ကြီးကနေပြည်တော်ကြီးကိုအကြောင်းပြုဆွဲပြုပြီးတော့အရုဏဝတီတုတ်တံလို့ခေါ်တယ်တိခိမြတ်စွာဘုရားဟာအဲ့ဒီအရုဏဝတီနေပြည်တော်မှာသတင်းသုံးနေတဲ့အချိန်တနေ့ကျတော့နေစွာမဖုံးပေးမိအဘိဓုဆိုတဲ့လက်ရရန်အက္ခတဝကယဟန်ကိုခေါ်ပြီးတော့အေးလာတို့ဗြဟ္မပြည်သွားကြရအောင်ဆိုပြီးတော့မြတ်စွာဘုရားအကြောင်းရှိလို့ဗြဟ္မပြည်ကိုတက်သွားဗြဟ္မပြည်ရောက်သွားတဲ့အခါကျတော့မြတ်စွာဘုရားသူကိုယ်တိုင်တရားမဟောဘူးဗြဟ္မာတွေကလာရောက်ပြီးတော့စိတ်ကတ်ကြတယ်အဲ့လိုလာရောက်ပြီးတော့စိတ်ကတ်တဲ့အခါမှာဘုရားကသူကိုယ်တိုင်တရားမဟောပဲနဲ့သူ့ရဲ့လက်ရရအက္ခတဝကအရှင်အဘိဓုကိုတရားဟောဖို့တိုက်တွန်းတော့ရှင်အဘိဓုကတရားဟောဘုရားရှိခိုးတပည့်ကတရားဟောတယ်ဆိုတော့ဗြဟ္မာတွေကဘုရားတရားနာကျင်တာဒီကိုယ်တော်တရားနာကျင်တာမဟုတ်ဘူးအဲ့တော့ကဲ့ရဲ့ကြကြည်သားမှာဒီကိုယ်တော်ကလည်းဘုရားရှိသူကတက်ပြီးတော့လူတက်ကြီးလုပ်တယ်လို့ဆိုပြီးတော့ဗြဟ္မာတွေကကဲ့ရဲ့ရှုတ်ချကြတယ်အဲ့ဒါလိုကဲ့ရဲ့တဲ့အခါကျတော့တိခိမြတ်စွာဘုရားကအဘိဓုယဟန်ကိုပြောတယ်จิตตายานတင့်ကိုဗြဟ္မာတွေကနေကဲ့ရဲ့နေကြတယ်အဲ့တော့မင်းရဲ့အစွမ်းတွေကိုကြာကြာနာနာပြပြီးတော့တရားထပ်ပြီးတော့ဟောဆိုတော့ तू ကတကုံးမျိုးမျိုးဗြဟ္မာတွေအော်လောက်အောင်တကုံးမျိုးမျိုးဖန်ဆင်းပြီးတော့ဟောတယ် तू တကုံးမျိုးမျိုးဖန်ဆင်းလိုက်ပုံကတခါတရံကျတော့အတန်တန်ကြားပြီးယူမမြင်ရအောင်တခါတရံကျတော့ကိုတော်ကတဝက်ပဲမြင်ရတယ်အောက်ပိုင်းအထက်ပိုင်းသာမြင်ရပြီးအောက်ပိုင်းမမြင်ရတခါတရံကျတော့အောက်ပိုင်းပဲမြင်ပြီးတော့အထက်ပိုင်းမမြင်အောင်တရားဟောနေတာကိုအမျိုးစုံလုပ်ပြတယ်ပေါ့အဲ့ဒီအချိန်မှာဗြဟ္မာတွေကတန်တော်ဖြစ်ကြတယ်။အော်တာဝကဖြစ်တဲ့တဲ့တကူကြည့်လိုက်တာနဲ့အဲ့ဒီကျတော့မှသူဟောတာပြောတာကိုစိတ်ဝင်စားကြတယ်။လောကလူတွေဆိုတာလည်းအထင်ကြီးမှစိတ်ဝင်စားတာနော်။အထင်ကြီးမှစိတ်ဝင်စားတာဆိုတာကိုဗမာစကားနဲ့ပြောရင်ပုဂ္ဂိုလ်ခင်မှတရားမင်ဆိုတဲ့အတိတ်ပဲ။ပုဂ္ဂိုလ်ရဲ့အစွမ်းအစတွေကိုသိလာပြီဆိုတဲ့အခါကျတော့လူတွေကနားထောင်လာကြ